လူမသားမင်းလူမသားမင်းမေလဲလူမင်းမေလဲလူမင်းဒီကောင်မတွေလဲလူမင်းတို့တဆွေလုံးတစ်မျိုးလုံးလူမသားဘာမှလာမင်းကလည်းလူမသားတတိရှိစင်းရငရင်ကဘယ်ချိန်ပြန်လုံးမယ်မှမသိတော့ဘေးရင်ဟောတဲ့ကျုပ်လိုကြောင်ရှိဖော်တော်တိုက်အောင်စင်းထိုင်နေရပြီဘယ်ချိန်ပြန်လုံးမယ်ဆိုတာကျုပ်လိုမုတ်စိတ်မွေးရှိတဲ့ကြောင်ရှိဖော်တော်မသိဘူးခင်ဗျားတို့ကဘာတွေမလို့တော့တနေ့ကုန်ထိုင်ပြီးတစိမ့်စိမ့်ကြည့်မပိုင်ဆိုင်ရပေမဲ့အဝေးကနေငေးကြည့်ုံနဲ့ခြေနဲ့နေသူကမတ်မြောက်ရဲ့အဲ့တပေါက်တော့ရှိတယ်ခုလိုမျိုးကြောင်မလေးတွေဝိုင်းရက်တာခံကြရင်တော့တင့်ကိုယ်ပေါ်မှာချွေးနှံစိုးတွေမရှိမှဖြစ်မှာနော်ချွေးနှံစိုးတွေကင်းဝေးအောင်ကိုမြောင်သုံးတာကတော့ exit roll on me ပေါ့အန်ဒီမပူနေတော့ကျွန်တော်ရောက်လာပြီအန်ဒီအိမ်ချမ်းသာပြီအန်ဒီအိမ်ဒီနေ့ကစပြီစီးပွားလက်လာပါတိုးတက်ပြီနောက်ကလူတွေလာကြအောင်လောလောဆယ်ပါစားစားရှိလေအန်ဒီအိမ်မှာကျွန်တော်ရှာမယ်ကျွန်တော်စားချင်နေရအောင်ကျွန်တော်ရှာမယ်အန်ဒီမော်နဲ့ကျွန်တော်ထွက်သွားမှာပြီးရင်ကျွန်တော်ထွက်သွားမယ်ကျွန်တော်ပြီးရင်ထွက်သွားမှာအမလေးမွဲနေပါတယ်ဆိုဖုတ်ကအိမ်မော်တက်လာတယ်တော့ရောက်နေလိုက်ကြရောက်နေရောတောင်ဘက်ကိုပြေးနေတာတောင်ဘက်ကိုလိုက်မြောက်ဘက်ကိုမလိုက်နဲ့ငါတို့ကမြောက်ဘက်ကိုလိုက်နေတယ်ရောက်နေတောင်ဘက်ကိုလိုက်ရောတောင်ဘက်ကိုပြေးတာတဲ့တောင်ဘက်ကိုလိုက်ရောက်နေလိုက်ပြီးတော့မလိုက်ကြရောက်နေမြောက်ဘက်ကိုလိုက်နဲ့တောင်ဘက်ကိုလိုက်ဟာသူကပက်လက်တွေပြေးနေတာလိုက်ချင်တယ်ပဲလိုက်